တာကဒီမှာကိုလန်ပမ်ရှိတယ်ဒီမှာနောက်တစ်လုံးတော့ဖြုတ်ထားတယ်နော်ဆိုတော့ဒီကတော့ F30 330E ပေါ့ hybrid ဆိုတော့ဒီမှာဒီလိုကိုလန်ပမ်3ခုလောက်ရှိတယ်အပေါ်မှာလည်းရှိတယ်နော်ပြချင်တာတော့ဒီကိုလန်ပမ်က low temperature ကိုလန်ပမ်ဖြစ်တယ်ခုရှိတော့နော်ဒီမှာနောက်တစ်လုံးကတော့ low temperature ကိုလန်ပမ်ပဲအဲ့မဲ့သူက AB သူကတော့ BMW ပတ်နံပါတ်နဲ့ Bosch သူဒီပမ်ရဲ့ပမ်ထုတ်တဲ့ Bosch နပတ်နံပါတ်နှမျိုးရှိတယ်ဗျာ BMW ပတ်နံပါတ်2ပြီမဲ့လေဒီပေါင်းကကြည့်လိုက်လို့ရှိရင်နှစ်ခုလုံးကတိုးနေတာဒီကောင်းကိုဟိုမှာတတ်လို့လဲရတယ်ဝယ်ရလည်းထိုးလို့ရတယ်ဗျာ socket ဝယ်ရကောင်းကလည်းအတူတူပဲဒီဇိုင်းကလည်းအကုန်အတူတူပဲဗျာဒါပေမဲ့ဒီနှစ်ခုလွဲပြီးမှတတ်လို့မရတတ်လို့ရှိရင်ဟို check engine light ထွက်တယ် coolant system မှာ fault ရှိတယ်ဗောနော် engine မှာမေးလေးနေမယ်ချက်ပြမိအဲ့ဒါပဲအပေါ်ကတလုံးလဲအတူတူပဲနေရာမားလို့မရဘူးအဲ့ဒါကိုပြချင်တာဆိုတော့ပြောချင်တာဒီမှာဒီအပေါ်ကနံပါတ်0392024065ကဒီက Bosch ရဲ့ပတ်နံပါတ်ဒီ86324003က BM ပတ်နံပါတ်ဒါမဲ့ပစ္စည်းလဲတဲ့ခါဒီအပေါ် Bosch ပတ်နံပါတ်နဲ့တူတာပဲလဲရမှာဗျဒီကောင် diagram ကိုကြည့်ပြီးတေချာလေးမာရမှာဗျမဟုတ်လို့ရှိရင်ဒီကောင်တူမှပဲဒီနှစ်ခုကသူ့နေရာတွင်တတ်လို့ရတယ်ဒီအောက်က BMW ပတ်နံပါတ်တူတယ်ဆိုရင်တော့ဒီနှစ်ခုဆိုလို့ရှိရင်02နဲ့03ဒီကောင်ကမတူဘူးပေါ့နော်ဒါမဲ့ဒီအပေါ်ကတူတယ်ပတ်နံပါတ်ကျတော့ low temperature coolant pump B ရနော်အတွက်ဆိုလို့ရှိရင်ပတ်နံပါတ်နည်းနည်းလေး꿰မယ်နော်အဲ့ဒါကိုပြောချင်တယ်ဒီအဲ့ဒါလေးကိုနေရာမားတာနဲ့ပမ်တူတယ်ဒါပေမဲ့နေရာကြီးမားနေတော့ engine မှာချိန်လိုက်ထွက်နေတယ်ဒီကအတစ်အဲ့ဒါကိုဘာလဲ communication မရှိဘူးဆိုမှcheck လိုက်ပြနေတော့အဲ့ဒါကြောင့်အဲ့တော့ဒီဟာလေးမားနေတာတိုးနေတာအဲနဲ့ပြုံမားတတ်နေတာအားကြောင့်โอเคအဲ့ဒါလေးပြောချင်တယ်